안녕하세요. 윤세 레벨 32 ဒုတိယမြောက် grammar ဖြစ်ပါတယ်။ irado rado မြန်မာလိုအဓိပ္ပာယ်ကပဲဖြစ်ဖြစ် noun တည်တတ်မယ်သုံးပါတယ်။ noun plus irado rado အသက်ပိုင် irado သုံးပြီးတော့အသက်မပိုင် rado သုံးပါတယ်။အဓိပ္ပာယ်ကတော့ ego လိုချင်တဲ့ a မရှိလဲ b လေးတော့ဖြစ်ဖြစ်ပေးပါဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးတယ်။ဒုပွင့်ကျန် sound တဲ့ second choice ပေါ့နော်။ဒုပွင့်ကျန် sound တဲ့အနေနဲ့သုံးပါတယ်။ irado rado နမူနာချက်ကြည့်ပါမယ်။ no chaga omnende coffee라도 드시겠어요? green tea ကမရှိလို့ coffee ပဲဖြစ်ဖြစ်တောင်းမလား။ no chaga omnende coffee라도 드시겠어요? coffee က noun မှာအတတ်မှာကြောင့်လို့ rado coffee라도 드시겠어요? no chaga omnende coffee라도 드시겠어요? green tea ကမရှိလို့ coffee ပဲဖြစ်ဖြစ်သုံးဆောင်မလား။ coffee ပဲဖြစ်ဖြစ်တောင်းမလား။ 파란색 볼펜이 없으면 빨간색 볼펜이라도 주세요. 파란색 볼펜이 없으면 빨간색 볼펜이라도 주세요. အပြာရောင်ဘောပင်မရှိရင်အနီရောင်ဘောပင်ပဲဖြစ်ဖြစ်ပေးပါလိုချင်တာကတော့အပြာရောင်ဒါပေမဲ့အပြာရောင်ဘောပင်မရှိရင်အနီရောင်ဘောပင်ပဲဖြစ်ဖြစ်ပေးပါအဲ့လိုအခြေအနေမှာ irado rado ကိုသုံးပါတယ် 빨간색 볼펜 볼펜မှာ 볼펜က noun မှာအတတ်ပါတဲ့ကြောင့်မလို့ irado 빨간색 볼펜이라도 주세요. 파란색 볼펜이 없으면 빨간색 볼펜이라도 주세요. နောက်တစ်ခုက 심심한데 음악이라도 듣자. 심심한데 음악이라도 듣자. ပြင်းနေတာနဲ့တချင်းပဲဖြစ်ဖြစ်နားထောင်ရအောင်음악က nounမှာအတတ်ပါတဲ့ကြောင့်မလို့ irado 음악이라도 듣자. 심심한데 음악이라도 듣자. နောက်တစ်ခုက 시간이 있으면 အချိန်ရှိရင် 영화라도 볼까요? ရုပ်ရှင်ဖြစ်ဖြစ်ကြည့်ကြမလား 시간이 있으면 영화라도 볼까요? အချိန်ရှိရင်ရုပ်ရှင်ပဲဖြစ်ဖြစ်ကြည့်ကြမလား 영화가 nounမှာအတတ်မပါကြောင့်မလို့ rado ကိုသုံးတယ် 영화라도 볼까요? 시간이 있으면 영화라도 볼까요? အချိန်ရှိရင်ရုပ်ရှင်ပဲဖြစ်ဖြစ်ကြည့်ကြမလား 운동 못하면 산책이라도 하세요. 운동 못하면 산책이라도 하세요. အားကစားမလုပ်နိုင်ရင်လမ်းပဲဖြစ်ဖြစ်ရှောက်ပါ 운동 못하면 산책이라도 하세요. 산책가 nounမှာအတတ်ပါတဲ့ကြောင့်မလို့ irado 산책이라도 하세요. 운동 못하면 산책이라도 하세요. အားကစားမလုပ်နိုင်ရင်လမ်းပဲဖြစ်ဖြစ်ရှောက်ပါအနှစ်ချုပ်ပြန်ကြည့်မယ်ဆိုရင် irado rado အဓိပ္ပာယ်ကပဲဖြစ်ဖြစ် noun only ပဲသုံးပါတယ် noun plus irado rado အတတ်ပိုင် irado သုံးပြီးတော့အတတ်မပိုင် rado လို့သုံးပါတယ်ဒုပွင့်ကျဲ sound တဲ့ second choice အနေနဲ့မှတ်ထားလို့ရပါတယ်ယောဂီကကြည့်မိနေတာနားလည်မယ်လို့ယူဆပါတယ်နောက်ထပ်တရားမှာပြန်လည်တွေ့ကြပါမယ်